Hello အားလုံးပဲမင်္ဂလာပါ大家好你好ဒီလိုမျိုးဟောင်ဆိုတဲ့စကားလုံးလေးကကျောင်းတရုပ်စာလေ့လာတဲ့သူတွေအတွက်ရင်းနှီးဆုံးစကားလုံးဖြစ်တယ်ပေါ့နော်နီးဟောင်ဆိုရင်တော့သူကမင်္ဂလာပါဒါပေမဲ့ဟောင်တစ်လုံးလေးကသူကကောင်းဒီဆိုတဲ့အဓိပ္ပာယ်ရှိသေးတယ်ဒါဆိုရင်ဒီကောင်းတာကိုလောစရိုကကရိယာတွေနဲ့တွဲပြီးသုံးလိုက်တဲ့ချိန်ကျရင်သူကအဓိပ္ပာယ်ရှိတယ်စာကြောင်းတွေမှာလည်းအများကြီးသုံးတယ်ဒါဆိုရင်လောရှိကဒီမှာနမူနာလေးတွေထုတ်ပေးထားတယ်နမူနာစာကြောင်းလေးတွေကိုကြည့်ကြရအောင်好吃စားကောင်းတယ်ဘာစားကောင်းတာလဲဒီဟင်းစားကောင်းတယ်ဒါဆိုရင်ဒီဟင်းက这道菜ဒီမှာတောက်ဆိုတာကဟင်းရဲ့ unit ပေါ့နော်ဒါဆိုတော့这道菜很好吃ဒီဟင်းစားကောင်းတယ်နောက်တစ်ခု好看ကြည့်ကောင်းတယ်这部电影很好看ဒီရုပ်ရှင်အရန်ကြည့်ကောင်းတယ်เนาะ电影ရဲ့ unit ကကြတော့ရုပ်ရှင်ရဲ့ unit ကပုနဲ့သုံးရတယ်ပေါ့နော်နောက်တစ်ခုရေးလို့ကောင်းတယ်好写ရေးလို့ကောင်းတယ်ဒါဆိုရင်တရုတ်စာရေးလို့ကောင်းတယ်ဆိုရင်中文很好写တရုတ်စာအရန်ရေးလို့ကောင်းတယ်နောက်တစ်ခုကကြတော့မှတ်လို့ကောင်းတယ်ဆိုရင်好记မှတ်လို့ကောင်းတယ်ဒါဆိုရင်这个名字好记ဒီအမည်မှတ်လို့ကောင်းတယ်ဒီနာမည်မှတ်လို့ကောင်းတယ်သုံးလို့ကောင်းတယ်好用သုံးလို့ကောင်းတယ်ဒီဖုန်းသုံးလို့ကောင်းတယ်ဆိုရင်这个手机很好用အရန်သုံးလို့ကောင်းတယ်ဆိုတော့ပေါ့နော်这个手机很好用ဒီဖုန်းသုံးလို့ကောင်းတယ်အရန်မထည့်ချင်ဘူးဆိုရင်နော်这个手机好用ဒါဆိုရင်ရပါတယ်ဒါကတော့ဟောင်ကိုအနောက်ကနေပြီးတော့ဒီကရိယာလေးနဲ့တွဲသုံးလိုက်ပြီးတော့ဝါကြလေးတွေနဲ့စကားပြောလေးတွေလုပ်ပေးထားတာဖြစ်ပါတယ်ဒီစကားပြောလေးတွေကိုနမူနာယူပြီးတော့ကိုသိတဲ့meaning လေးတွေကရိယာလေးအနေနဲ့ဆင့်ပွားပြီးသုံးကြည့်ပါဒါဆိုရင်စကားပြောမှာအများကြီးအထောက်အကူပြုပါလိမ့်မယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်